မင်္ဂလာပါရှင် Green Star ရှန်ကိုမီဖဲကင်းကိုကိုရိုင်းအကောင့်ဖွင့်ဆော့ကစားချင်သူတွေအတွက်အလွယ်အကူဆုံးအကောင့်ဖွင့်နည်းကိုသင်ပေးလိုက်ပါတယ်ရှင်အရင်ဆုံး Green Star Software တွေကိုဝင်လိုက်ပါ Register ကိုနှိပ်ပါရှင်မိတ်ဆက်ပေးသူကုတ်1818ထည့်ပါရှင် IT number မှာအင်္ဂလိပ်အခရာနဲ့ကဏ္ဍလေးလုံးအထက်ကြိုက်တာထည့်ပါရှင်လိုဟတ်နံပါတ်မှာအင်္ဂလိပ်ကဏ္ဍ6လုံးအထက်ကြိုက်တာထည့်ပါလိုဟတ်နံပါတ်ကအပေါ်အောက်နှစ်ကြောင်းအတူတူထည့်ရပါမှာရှင်ဖုန်းနံပါတ်မှာကြိုက်တဲ့နံပါတ်ထည့်ပါအင်္ဂလိပ်လိုထည့်ပါရှင်ဘဏ်အကောင့်ပိုင်ရှင်အမည်မှာကိုယ့်နာမည်ဒါမှမဟုတ်ကြိုက်တဲ့နာမည်ထည့်ပါရှင်ဘဏ်အမည်မှာဝေပေးကေပေးကြိုက်တာထည့်ပါရှင်ဘဏ်အကောင့်နံပါတ်မှာလည်းကြိုက်တဲ့ဖုန်းနံပါတ်ထည့်လို့ရပါတယ်ရှင်အားလုံးဖြည့်ပြီးရင် OK နှိပ်ပါအသုံးပြုပြီးသားနာမည်ချစ်သည်လို့ပေါ်ခဲ့ရင်ကိုထည့်ထားတဲ့နာမည်အနောက်မှာကဏ္ဍတစ်ခုခုထည့်ပေးရပါမယ်ရှင်။